တငယ်ချင်းအားလုံးပဲမင်္ဂလာပါဒီနေ့အမချက်တဲ့ငါအချင်းဟင်းရေရှက်နီးလေးကိုလာမျှဝေပေးမယ်ဖြစ်ပါတယ်ရှက်နီးလေးကိုတူကြည့်ကြရအောင်เนาะဒါလေးကတော့အစင်တင်ပြုပြင်ထားတဲ့ပါဝင်ပစ္စည်းလေးတွေပါဒီနေ့အမသုံးတဲ့ငါးလေးကတော့ဆလာပီယာဖြစ်ပါတယ်เนาะတခြားငါးတွေသုံးလဲရပါတယ်အစင်တင်ဖြစ်ပြီဆိုရင်ဟင်းရေအိုးကိုတည်ပါတယ်ပြီးတော့စာအနှဲငယ်ထဲစပလင်ပတ်တက်ကော6ရက်ကိုထည့်ပါတယ်ဟင်းရေစူအောင်အဖုံးအုပ်ပေးပါတယ်ဟင်းရေစူလာပြီဆိုရင်ငါးကိုထည့်လိုက်ပါတယ်ငါးကအကောင်သေးရင်တော့အကောင်လိုက်ထည့်လဲရပါတယ်เนาะအကောင်ကြီးလို့အမနှစ်ပိုင်းပြီးတော့ထည့်ချက်ပါတယ်ပြီးတော့ကောက်ရုံးမို့ကိုထည့်လိုက်ပါတယ်သို့မဟုတ်တခြားမို့တွေထည့်ရှင်လဲရပါတယ်เนาะပြီးတော့အဖုံးအုပ်9မိနစ်လောက်တည်ပေးပါတယ်9မိနစ်တည်ပြီးနောက်ငါးလဲကြက်ပြီဆိုရင်ငရုတ်သီးကိုထည့်လိုက်ပါတယ်ငရုတ်သီးကတော့ကွဲယုံပဲထောင်းပြီးတော့ထည့်တယ်เนาะအမသုံးတဲ့ငရုတ်သီးလေးကတော့ငရုတ်သီးချောင်းနဲ့ကလော်အော်သီးပေါ့เนาะကလော်အော်သီးကအနံ့လဲမွေးတယ်ဆက်လဲဆက်တယ်ပေါ့เนาะပြီးတော့ငါးငံပြည့်ရည်နဲ့ဟင်းချုံမုံကိုထည့်လိုက်ပါတယ်နောက်ဆုံးထည့်တာကတော့ပြင်စင်ရွက်နဲ့နံပီကိုဖြတ်ပြီးတော့ထည့်လိုက်ပါတယ်ငါးအသားမကွဲစေအောင်တတလေးမွေပေးပါတယ်မွေပေးပြီးရင်မီးပိတ်လိုက်ပါတယ်တံပြာဒီကတော့မီးပိတ်ပြီးနောက်ထည့်ပါเนาะဟင်းရည်စူနေစိမ့်မှာတံပြာဒီညစ်တဲ့ရင်ခါတက်ပါတယ်တငယ်ချင်းတို့ချင်းဆက်ဆက်ဟင်းရည်တောက်ချင်ရင်ဆက်စားကြည့်ပါเนาะဆက်တာလဲလွယ်တဲ့အရာတာလဲကောင်းပါတယ်ရှင်